ချမ်းဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အေလာလေးစစ်ကိုတရားကောင်မရှော့တိုက်တုံးဖြစ်ပြခတ်တက်ခတ်ခဲ့ရမှာလေရင်သိုးလောင်ရုံးနဲ့ထိန်းချုပ်ခန်းဆောင်တို့ထိခိုက်မိလောင်ပျက်စီးခဲ့ပြီးစစ်သား6ဦးတန်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဧပြီလ18ရက်နေ့ည8:35မိနစ်အချိန်တွင်အချမ်းဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အေလာလေးတပ်စခန်းကိုနေမြေလုံခြုံရေးတင်ကြမှုရာသီဥတုအခြေအနေဆိုးဝါးမှုစသောအခက်အခဲများကြားတွင်တရားကောင်မရှော့တိုက်တုံးသုံးလုံးဖြင့်ပြခတ်တက်ခတ်ခဲ့ရမှာနေပြည်တော်အေလာစစ်တပ်လေးစိတ်လေရင်သိုးလောင်ရုံးအဆောက်အဦတစ်ခုထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်လေးစိတ်ဝင်ရှိလုံခြုံရေးဖွဲ့ဝင်များ၏လုံခြုံရေးစောင့်ကင်မရာထိချုပ်နိုင်ငံရှိရာအဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သား2ဦးတန်ရာရရှိခဲ့ကြောင်းအလားတူလေယာဉ်ပြေးလမ်းထိပ်လုံခြုံရေးကင်းသမားရှိရာအဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ပြီးလေတပ်အဆောက်ကင်းသား4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မတ်လ28ရက်နေ့မှာစခဲ့သောငလျင်ပေးကြောင့်စကိုင်းမန္တလေးနှင့်ပဲခူးတိုင်းအချို့ရှိမိဘပြည်သူများပြားဒုက္ခပင်လယ်ဝင်နေချိန်မှာစစ်ကောင်စီကမြန်မာနိုင်ငံအနှံ့ပြားရှိပြည်သူများကိုလေကြောင်းမှအဆက်မပြတ်ပုံကျဲတပ်ဖြတ်မှုများအကြိမ်ပေါင်းရာနဲ့ချီပြုလုပ်ခဲ့တာဖြစ်ပြီးပြည်သူများလည်းရာနဲ့ချီသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်ကောင်စီကငလျင်တန်းကြောင့်ထိခိုက်မှုတချို့ရှိခဲ့သောနေပြည်တော်အေလာလေးတပ်ကိုအပျက်စီးများကြားကပင်ပြည်သူများကိုတပ်ဖြတ်ဆက်လက်သုံးပြုနေသည့်အတွက်ကျွန်တော်တို့ PWM နှင့်မဟာမိတ်တပ်ဖွဲ့များကဆက်လက်နေသွားမည်ဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းထပ်ကပ်မှုဖြစ်စဉ်တွင်သေဆုံးသူ24ဦးထိရှိလာကြောင်းပြည်ဦးလွင်ခရိုင်ဘက်ကမှတာဝန်ရှိသူတို့ကပြောကြားလာခဲ့ပါတယ်။ဒီနေ့ဧပြီလ19ရက်နေ့မွန်းလယ်တနာရီခန့်တွင်အကြမ်းဖက်စစ်တပ်ကတပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများကြောင့်သိရပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ73ဦးပွဲချင်းမိသေဆုံးပြီးလက်ရှိချိန်ထိစေကူတာမှုခံယူနေတဲ့မှာပြင်းထန်ဒဏ်ရာရရှိသူ12ဦးထပ်မံသေဆုံးကြောင်းတို့ကြောင့်သေဆုံးသူ24ဦးထိရှိလာပြီးဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ထိခိုက်ဒဏ်ရာရရှိသူ30ဦးရှိပြီးပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်သည့်အတွက်သေဆုံးမှုအရေအတွက်ထပ်တိုးလာနိုင်ကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမြင်းမူမြို့နယ်ကန်တော်ရွာကိုအကြမ်းဖက်စစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်မှုများကြောင့်ကလေးငယ်များပါဝင်မိဘပြည်သူများသေဆုံးမှုများရှိခဲ့ကြောင်းသိရပါတယ်။ဧပြီလ19ရက်နေ့နနက်7:40မိနစ်ခန့်ကမြင်းမူမြို့နယ်ကန်တော်ရွာကိုအကြမ်းဖက်စစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတွင်မိဘပြည်သူများထိခိုက်သေဆုံးမှုရှိသောအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ရွာတက်စီဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်3နှစ်နဲ့2နှစ်ကျော်ကလေးငယ်2ဦးပါဝင်ပြည်သူ73ဦးသေဆုံးပြီးသေဆုံးသူများထပ်တိုးနိုင်ကြောင်းတပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှတာဝန်ခံနဂါနီစစ်ကြောင်းမှရေလိုခေတ်မီဒီယာဌာနသို့ပြောကြားလာခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတွင်မှာတက်စီဆိုင်မီးလောင်ပြာကျခဲ့ပြီးပောက်ကွဲမှုများဖြစ်ပေါ်ကအသက်3နှစ်နဲ့2နှစ်ကျော်အရွယ်ကလေးငယ်2ဦးပါဝင်ပြည်သူ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူများထဲမှာအသက်အန္တရာယ်စိုးရိမ်သူများလည်းပါဝင်ပြီးသေဆုံးသူများလည်းပုံမှန်များပြလာကြောင်းသိရပါတယ်။စကိုင်းတိုင်းမြင်းမူမြို့နယ်ကန်တော်ကျေးရွာကိုစစ်တပ်ကနေလေရင်ဖြစ်ပုံကျဲမှု3နှစ်အရွယ်ကလေးငယ်ပါဝင်ပြည်သူ9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြင်းမူမြို့နယ်မှာ PDF သတင်းများဌာနမှသိရပါတယ်။ယမနေ့ဧပြီလ19ရက်နေ့နနက်7:55မိနစ်အချိန်မြင်းမူမြို့နယ်ကန်တော်ကျေးရွာမြောက်ပိုင်းသို့တရားဥမှတက်လာသောတိုက်လေယာဉ်တစ်စီးဖြင့်ပေါင်250ပုံလေးလုံးဒုံးကျည်နှလုံးတို့ဖြင့်ပစ်ခတ်ခဲ့ရမှာအပြစ်မဲ့ပြည်သူအမျိုးသား3ဦး18နှစ်အရွယ်အမျိုးသမီး2ဦးနဲ့3နှစ်အရွယ်ကလေးငယ်2ဦးပါဝင်စုစုပေါင်း5ဦးသေဆုံးခဲ့ပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ဧပြီလ19ရက်နေ့နနက်9:40မိနစ်အချိန်မြင်းမူမြို့နယ်မှာစစ်တပ်နှင့်ပြူစောတိများကအေစီကား3စီးလိုက်ထရပ်ကား2စီးတို့ဖြင့်မဲနော်ကျေးရွာအကြားစစ်စင်ရဲဂိတ်ကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်တော်လိုင်းရဲဘော်2ဦးနဲ့ M60 တနက်တလက်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။အလားတူယမနေ့ဧပြီလ19ရက်နေ့နနက်7:17မိနစ်အချိန်တွင်မြင်းမူမြို့နယ်မှာစစ်တပ်ကဝမ်းပြေကျေးရွာနှင့်ပဲကူကျေးရွာကြားတွင်စစ်စင်ရဲဂိတ်များကိုလည်းအင်အား90ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU တပ်မဟာခွန်နယ်မြေတွင်ရှိစစ်ကောင်စီစစ်စခန်းများကို KNL ဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာယမနေ့ညပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ဧပြီလ18ရက်နေ့မှစတင်၍ရဲစခန်းများကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးယမနေ့ဧပြီလ19ရက်နေ့ညပိုင်းတွင်အပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းရဲစခန်းများသည်ထိုင်းမြန်မာနယ်စပ်နှင့်ကလျက်တည်ရှိပြီးနယ်စပ်ဖြစ်သွားရာလမ်းများကိုစောင့်ကြည့်နေသည့်စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်းသိရပါတယ်
ဧပြီလ18ရက်နေ့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အပိုင်းမော်ဖားသူကျေးရွာတွင်လည်းတပ်ဆွဲထားသည့်စစ်ကောင်စီတပ်စခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့မှုကြောင့်ထိုင်းနိုင်ငံဘက်အချမ်းသို့စစ်တပင်းဆောင်ပြည်သူများ215ဦးထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။ KNU တပ်မဟာခွန်နယ်မြေတွင်တပ်ပွဲများကြောင့်ထိုင်းစစ်တပ်များကလုံခြုံရေးတိုးမြင့်ထားကြောင်းထိုင်းသတင်းဌာနများကဖော်ပြသွားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်မျိုးသားအစည်းအရုံး KNU နယ်မြေကြောက်ကြီးနေမိုးမြို့နယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးတို့ဖြင့်တိုက်ခိုက်ခဲ့မှုကြောင့်အရတားပြည်သူတို့သေဆုံးပြီးနေအိမ်9လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဧပြီလ18ရက်နေ့နနက်9:06မိနစ်အချိန် KNU လက်တို့မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနယ်မြေတွင်ရှိအကြမ်းဖက်စစ်ကောင်စီခလာရ264တက်က120မမလက်နက်ကြီးနှလုံးဖြင့်ရေရင်ကုန်းကျေးရွာတွင်သို့ပစ်ခတ်ခဲ့ရမှာအသက်43နှစ်အရွယ်စောမျိုးတန်သေဆုံးခဲ့ပြီးနေအိမ်6လုံးဆိုင်ကယ်2စီးနှင့်ထော်လာကြီး2စီးတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဧပြီလ16ရက်နေ့နနက်8:30မိနစ်အချိန်ကလည်း KNU မိုးမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီခမရ351တက်ကထွေကလီကုန်းကျေးရွာထဲသို့လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ပြီးနေတစ်လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီများ၏အကြမ်းဖက်လုပ်ရများကြောင့်ဖလဲထွေခရိုင်အတွင်းတွင်အပြစ်မဲ့အရက်သားများပြည်သူများနေထိုင်မှုနေအိမ်များစွာထိခိုက်ပျက်စီးဆုံးရှုံးရပြီးပြည်သူလူထုများနေပြည်လဲစိုးရိမ်ကြောက်ကြမှုများအသက်ရှင်နေထိုင်နေရကြောင်း KNU မှပြောဆိုသွားခဲ့ပါတယ်။